အားလုံးပဲမင်္ဂလာပါကိုလင်းရှာ YouTube Channel လေးကနေညီကိုအားလုံးကိုပြန်လည်ကြိုဆိုလိုက်ရပါတယ်ကဲပထမဆုံးကမ္ဘာဖလားအဖွင့်ပွဲပထမရက်မှာဆိုလို့ရှိရင်တော့မက္ကဆီကိုတို့အနေနဲ့နိုင်ပွဲရလာကလေးတွေဖော်ဆောင်ပြီးတော့အဖွင့်လှသွားခဲ့ပြီဒီကနေ့မှာဆိုလို့ရှိရင်လည်းအင်ရှင်ကနေဒါအင်ရှင်အမေရိကန်တို့အဖွင့်လှပါမလားဆိုတော့ကျွန်တော်တို့တွေကြည့်ရမယ့်ပွဲစဉ်တွေပဲဖြစ်ပါတယ်ကမ္ဘာဖလားဘောလုံးပွဲစဉ်ကိုမှန်ကန်မြန်ဆန်တဲ့နေရာတွေမှာကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဘိုင်ဘန်နံပါတ်300ကို4နှစ်ကို6လေးကို9လေးနှစ်ကိုဆက်သွယ်ပြီးတော့ညီကိုတို့ကစားခြင်းနဲ့Winesbet 555 mid Sport 8 zone iBet ခွန်ရှိကိုကြိုက်နှစ်တဲ့ရာကိုအကောင့်တွေဖွင့်ပြီးတော့ကစားလို့ရပါတယ်ခင်ဗျာ Winesbet ကိုမှစပြီးတော့အကောင့်တွေဖွင့်မဲ့ညီကိုတွေအတွက်ကတော့တရားခံတို့ဘောနဲ့ရယူခြင်းနဲ့ဆိုလို့ရှိရင် promo code KNC83 လုံးကိုအသုံးပြုဖို့မမေ့ကြပါနဲ့ခင်ဗျာဘေးအေဂျင့်ကမှလမ်းညွှန်နေတာမဟုတ်ပါကျွန်တော်ကိုလင်းနဲ့ပဲတိုက်ရိုက်လက်တွဲရမှာဖြစ်ပါတယ်ဒီကနေ့ရဲ့ပထမဆုံးပွဲစဉ်နေနဲ့ဆိုလို့ရှိရင်တော့ကနေဒါနဲ့ဘော့စနီးယားတို့ရဲ့ပွဲစဉ်မှာညတနာရီပွဲမှာကစားမှာပဲဖြစ်ပါတယ်။အမေရိကစုံမှာကစားတာဖြစ်တဲ့အတွက်ကြောင့်တော့ကျွန်တော်တို့လည်းအချိန်တော်တော်ကွာဟတယ်။ကျွန်တော်တို့တွေခံမှန်းချက်တွေလုပ်တဲ့အခါမှာလည်းဒီလိုမနက်ခင်းအစောပိုင်းမှာလောက်ရတာဖြစ်တဲ့အတွက်ကြောင့်တော့ဒီကိုနိုင်တွေကတော်တော်ကွာဟတယ်။အဲ့တော့ကြေးပြောင်းလဲတွေရှိနေပါတယ်။ညီကိုတို့နဲ့ရှင်းရှင်းပြီးကစားကြဖို့အကြံပြုချင်ပါတယ်။ဒီပွဲစဉ်မှာဆိုလို့ရှိရင်အင်ရှင်ကနေဒါက1ပေါင်း80ကိုပေါင်းသေးမှာဆိုလို့ရှိရင်လည်း2မိုင်40ဈေးထဲမှာရှိနေပါတယ်။ဒီအမေရိကစုံကအသင်းတွေဒီပေါက်ကြီးတွေပေါက်တဲ့ခါမှာဆိုလို့ရှိရင်ကိုပေါင်းသေးရဒီဈေးဝန်းကျင်တွေပဲဖြစ်နေပါတယ်။အဲ့တော့အရှင်ကနေဒါတို့အနေနဲ့ဒီဘော့စနီးယားရဲ့အပေါ်မှာကြီးဖွင့်လာတာဒါဒီကြီးဈေးတန်းကဖြစ်ကောင်းဖြစ်တဲ့အနေအထားလို့ကျွန်တော်ကတော့မြင်ပါတယ်အရှင်ကနေဒါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီလိယူနိုက်တက်နီးပြအောင်ဂျက်စီမားရှယ်လက်ထက်မှာအဓိကအဖြစ်ကန်ဆယ်ပိုင်းကိုပုံမူပြီးတော့တတိထားပြီးကစားနေတယ်သူတို့တွေအနေနဲ့ဒီအရှင်ဖြစ်တဲ့အတွက်ကြောင့်တော့ကမ္ဘာဖလားရှေ့စစ်ပွဲတွေမကစားခဲ့ရဘူးဆိုပေမဲ့ဒီရှေ့စမ်းပွဲနောက်ဆုံးဆက်တဲ့ပွဲမှာဆိုလို့ရှိရင်တွင်ကို3ကိုနှစ်အထက်ရှောက်ထားတဲ့ပွဲစဉ်တွေဆိုတာ2ပွဲပဲရှိထားခဲ့တယ်ဒါကတတိထားရမယ့်အချက်ပါသူတို့တွေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်အိမ်ဝင်းမှာပဲဒီကရှေ့စမ်းပွဲတွေကစားနေတယ်အဲ့ဒီပွဲစဉ်တွေမှာဆိုလို့ရှိရင်ရှုံးပွဲလုံးဝမရှိခဲ့ပဲနဲ့နိုင်ပွဲနှစ်ပွဲတေပွဲသုံးပွဲကြာထားခဲ့တယ်နောက်ဆုံးကစားခဲ့တာကအိုင်ယာလန်နဲ့1-1တေကြခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်အဲ့တော့ကနေဒါမှာဒီကလူစင်းတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီခက်စစ်မှာဆိုလို့ရှိရင်ဘိုင်မြူနစ်ကအယ်ဖွန်ဆိုဒေးဗစ်တို့ကစားသမားတွေရှိနေတယ်နိုင်စ်ကမိုက်စီဘွန်ဘီတိုတို့ကစားသမားတွေရှိနေတယ်ဒါပေမဲ့ဒီကစားသမားနှစ်ယောက်လုံးကလက်ရှိလောလောဆယ်မှာဒဏ်ရာအကင်းသေးပျောက်မပျောက်ဆိုတာကတော့မသိကြသေးဘူးဒီပွဲစဉ်မှာပါဝင်မလားမပါဘူးလဲဆိုတာမသိကြတဲ့အနေအထားမျိုးတော့ရှိနေပေါ့ကွင်းလန်မှာဆိုလို့ရှိရင်တော့ဘီလာရီရဲ့ကတိုင်ဟွန်ပိုချန်နန်လောက်ပဲရှိပါတယ်ကျန်တဲ့ကစားသမားတွေကအနေငယ်ဝေးတယ်လို့ပြောမှာပဲဖြစ်ပါတယ်တိုက်စစ်မှာဆိုလို့ရှိရင်တော့လက်ရှိဂျူဗင်တက်မှာကစားနေတဲ့ဂျွန်နာသန်ဒေးဗစ်တို့လိုကစားသမားတွေရှိနေပါတယ်လူစင်းရလည်းအဆိုးလာဘူးကနေဒါဆိုတာကအစင်တန်းတစ်ခုမှာကစားတတ်တဲ့အသင်းတင်းဆိုတာကိုကျွန်တော်တို့ဒီသိပြီးသားဖြစ်ပါတယ်ဘော့စနီးယားကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့လူစင်းရလည်းဘော့စနီးယားမှာဆိုလို့ရှိရင်ထွန်းတောက်တော့ကစားသမားကတော့လက်ရှိဝိုင်းရန်ကစားသမားကြီးအီဒင်ချက်ကိုပဲဖြစ်ပါတယ်မန်စီးတီးမှာလည်းကစားခဲ့တယ်လက်ရှိရှော့ဂေးမှာကစားနေတဲ့ကစားသမားပဲဖြစ်ပါတယ်ကျန်တဲ့ကစားသမားတွေကတော့ကျွန်တော်တို့အနေနဲ့အနေငယ်အလံဝေးတဲ့ကစားသမားတွေများတယ်ခန်းဆက်မှာဆိုလို့ရှိရင်ဒီလက်ရှိအတလန်မှာကစားနေတဲ့အာဆင်နယ်မှာကစားခဲ့ဘူးတဲ့ကိုလာစီနဲ့လိုကစားသမားတွေတော့ရှိနေပါတယ်အဲ့တော့ဘော့စနီးယားကိုကြည့်ရမယ်ဆိုလို့ရှိရင်ရှီစစ်ပွဲအုပ်စုပွဲစဉ်တွေမှာအော်စတြေးလျတို့နှစ်အုပ်စုတွေကြတယ်အော်စတြေးလျကိုနှစ်ကြိမ်ကစားခဲ့ရမှာတပွဲတည်းတပွဲရှုံရလက်ဖြစ်ခဲ့တဲ့အတွက်ကြောင့်သူတို့တွေအနေနဲ့ဒုတိယနေရာရခဲ့တယ်အဲ့ဒုတိယရခဲ့တဲ့အခါမှာပလီကိုကစားရတယ်ဝေးသင်းနဲ့ဝေးကွင်းမှာကစားရတယ်1-1တေကစားခဲ့ပြီးပင်နယ်တီနဲ့နောက်တစ်ဆင့်တက်လာတယ်ဒါပေမဲ့အီတလီလိုအသင်းကြီးနဲ့တွေ့တဲ့အခါမှာအိမ်ကွင်းမှာကစားခဲ့ရပြီး1-1တေပဲကစားတယ်ပင်နယ်တီနဲ့နောက်တစ်ဆင့်တက်ခဲ့တယ်အဲ့တော့ဘော့စနီးယားဟာဒီကမ္ဘာဖလားမှာဆိုလို့ချင်းဖြတ်မြင့်အသင်းတသင်းတော်ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ကျွန်တော်တို့တွေတွေးမြင်မိတယ်နောက်ပိုင်းရှေ့စမ်းပွဲနှစ်ပွဲကစားထားမှာဆိုလို့ရှိရင်သွင်းကိုအမြောင်များတွေးမြင်ထားခြင်းမရှိတဲ့ဒီနှစ်သင်းဟာဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းသွင်းကိုတွေအမြောင်များတွေ့ရဖို့ကျွန်တော်ကတော့မမြင်မိဘူးအဲ့တော့ကနေဒါနိုင်နေဆိုရင်လည်း1စီးလောက်ပဲလို့ကျွန်တော်မြင်မိပါတယ်အဲ့တော့ကိုပေါင်းအောက်ကိုပဲရွေးချယ်ပေးကြပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့အမေရိကန်သင်းနဲ့ပါရာဂွေးတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်အရှင်အမေရိကန်တို့အနေနဲ့ဒီအုပ်စုထဲမှာကြည့်ရမယ်ဆိုလို့ရှိရင်ရှောင်းတယ်လို့ထင်ရပေမဲ့လည်းလုံးလုံးများရှောင်းနေတဲ့အနေအထားမျိုးတော့မဟုတ်ဘူးတူရကီပါရာဂွေးအော်စတြေးလျတို့အသင်းတွေနဲ့ကစားရမှာဖြစ်တယ်အာရှကအော်စတြေးလျဆိုပေမဲ့အော်စတြေးလျတို့ဆိုတာကနောက်တစ်ဆင့်မတက်နိုင်ဘူးဆိုရင်တော့မှဒုက္ခလှလှပေးတတ်တဲ့အသင်းတစ်ဖြစ်ပါတယ်ပါရာဂွေးဆိုလို့ရှိရင်လည်း2022ခုနှစ်ကဒီဘာဖလာကစားခွင့်မရခဲ့ဘူးဒီ2026မှာဆိုလို့ရှိရင်တော့ကစားခွင့်ရခဲ့တယ် USA ကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီနောက်ပိုင်းရှေ့စမ်းပွဲလေးတွေမှာကြည့်မယ်ဆိုလို့ရှိရင်တော့အသင်းကြီးတွေနဲ့ပဲစက်တိုက်ရှေ့စမ်းကစားခဲ့တာကိုတွေ့ရမှာဖြစ်တယ်ဘယ်လ်ဂျီယမ်ပေါ်တူဂီစီနီဂွန်ဂျာမနီတို့လိုအသင်းတွေနဲ့ကစားခဲ့တယ်အဲ့ဒီပွဲစဉ်တွေထဲမှာကြည့်မယ်ဆိုရင်စီနီဂွန်တသင်းနဲ့ကနိုင်ခဲ့ပြီးတော့ကျန်တဲ့၃ပွဲလုံးကိုရှုံးနေထားခဲ့တယ်ဒီနှစ်သင်းနိုဝင်ဘာလ16ရက်နေ့ကဒီအမေရိကန်ရဲ့အိမ်ဝင်းမှာပဲကစားခဲ့ပြီးတော့2-1ဆိုတဲ့ရလဒ်နဲ့အမေရိကန်တို့အနိုင်ကစားထားခဲ့တယ်လက်ရှိလူစင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းအမေရိကန်ရဲ့လူစင်းကအားရချင်စရာအနေအထားမျိုးမှာရှိနေပါတယ်ခန်းဆက်မှာဆိုလို့ရှိရင်လည်း PSV ကစာဂျီရိုဒက်စ်ကိုကစားသမားတွေရှိနေတယ်ခရစ္စတယ်ဘဲလီက
Chris Richard ဘီလာကြီးက Alex Freeman တို့လိုလူငယ်ကစားသမားလေးတွေရှိနေပါတယ်ကွင်းလမှာဆိုလို့ရှိရင်လည်းဒီဘုံမောက်ကတိုင်လာအဒန်မိုချန်ကလာဘတ်က Giovanni Reigns တို့လိုကစားသမားတွေရှိနေတယ်အဓိကပဲ Juventus က Weston McKennie တို့လိုကစားသမားတွေလည်းရှိနေတယ် Bayer Leverkusen က Maris Tillman တို့လိုကစားသမားတွေလည်းရှိနေပါသေးတယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ AC Milan က Christian Pulisic Monaco ကနေပြီးတော့ Florian Balogun တို့လိုကစားသမားတွေရှိနေတယ်ရှိလေနောက်တကယ်ကိုလူစင်းရမဆိုးလာဘူးကောင်းမွန်တဲ့လူစင်းကိုပိုင်ဆိုင်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်တော့ပါရာဂွေးကိုသူတို့တွေအိမ်ဝင်းမှာအကောင်းဆုံးနိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်မိပါတယ်ပါရာဂွေးကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့လူစင်းရတော့ဟိုးရင်ကပါရာဂွေးလောက်ပြီးတော့တောင်းတင်းနေတာမျိုးမဟုတ်ဘူးအဓိကအားဖြင့်တော့ဒီဥရောပဒီပရီးမီးယားလိတို့လိကြီးတွေကကစားသမားတွေအရင်ကြီးပါဝင်လာတာမျိုးမဟုတ်တော့ဘူးခံစစ်ပိုင်းမှာဆိုလို့ရှိရင်လည်းဒီဆန်ဒါလန်ကအိုမာအဒီဒါဒီကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်ဒီကိုဂိုမက်ဒီဘရိုက်တန်ကကစားသမားအဲ့လောက်ပဲလောက်လာရှိတယ်ကျန်တဲ့ကစားသမားတွေကတော့ဒီလိအသေးတွေဒီကကျန်တဲ့လိကကစားသမားတွေပဲဖြစ်နေတဲ့အတွက်ကြောင့်တော့ပါရာဂွေးတို့ရဲ့လူစင်းဟာအမေရိကန်တို့အင်ရှင်ကိုရှင်ကစားဖို့အတွက်တော့အတော်ကိုခက်ခဲမဲ့အနေအထားမျိုးဖြစ်ပါတယ်ဒါပေမဲ့လက်ရှိမှာအမေရိကန်က level ရှုံးကိုပေါင်းသီးမှာဆိုရင်2.50ဈေးတယ်ဒီအမေရိကဆောင်ကအသင်းတွေပေါက်တဲ့အခါမှာဒီလူကြီးတွေကြီးပေါက်နေတယ်ကျွန်တော်ကတော့ဒီပွဲစဉ်မှာအမေရိကန်နိုင်မယ်ဆိုလို့ရှိရင်လည်းကိုပေါင်းစည်းလေးကတော့တက်တဲ့တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်အမေရိကန်တို့သွင်းကိုအမြောက်များသွင်းမလားဒါမှမဟုတ်ပါရာဂွေးဘက်တို့ပဲဂိုးလေးပြန်ရနိုင်မလားကျွန်တော်ကတော့အဲ့လိုမျိုးတွေးထားမိတဲ့အတွက်ကြောင့်တော့ကျွန်တော်ဒီပွဲစဉ်မှာကိုပေါင်းပေါ်ကိုအဓိကထားရွေးချယ်ပေးခြင်းနဲ့လူစင်းရကြည့်ရမယ်ဆိုလို့ရှိရင်အမေရိကန်ကအများကြီးတာဖြစ်တဲ့အတွက်ကြောင့်တော့အမေရိကန်ဘော်ဒီကိုပဲဆက်လက်ပြီးတော့ရွေးချယ်ပေးကြပါတယ်ကျွန်တော်ရွေးချယ်ပေးတဲ့ပွဲစဉ်တွေကိုညီကိုတို့အနေနဲ့အကြိုက်တူမှအယူကြပါအကြိုက်မတူဘူးဆိုလဲပတ်ကန်ကြပါဗျာကစားသမျှအပေါင်းကြပါစေ